ဒီနေ့ရွှေကဂရင်950မှာတက်နေတဲ့ဥခွဲပြီးတော့ဆက်ထားတဲ့ကလေးလေးတွေလူခံရစေဝိရပါဖင်ပေါက်ကနေပြီးတော့ဒီမစင်ဆုံးလို့မရတဲ့အတွက်ကြောင့်မလို့ဘိုက်ဖောက်ပြီးတော့မစင်ဆုံးရတယ်ပေါ့နော်အဲကလေးကအခုတော့ဥဖြတ်ပြီးဆက်လိုက်တဲ့ခါမှာမတက်တာသေးပါဘူးပြီးတော့ငွေကြေးပိုင်းရရောငငယ်လေးကလေးကုခဲ့တာဆိုတော့အကုန်ကြများနေဖြစ်တဲ့အတွက်ကြောင့်မလို့မိဘတွေကမတက်နိုင်ကြတော့ဘူးပေါ့နော်အဲအတွက်ကြောင့်မလို့ရွှေကတကယ်လို့လူချင်းတဲ့သူလေးရှိရဆိုရင်ရွှေကြီးကိုဆက်သွယ်လို့ရပါတယ်ကိုရန်ကိုကြားသွားလူမယ်ဆိုရင်လည်းရွှေကြီးအကောင့်မှာဆက်သွယ်ပြီးမိလို့ရတယ်ပေါ့နော်ကလေးလေးကဒါဦးခွဲပြီးတော့မဆက်ခင်ကအခြေအနေပေါ့နော်အဲ့အခြေအနေမှာဆိုရင်သူနေလို့တော့ရသေးတယ်ဒါပေမဲ့ဘိုက်ကနေပဲဆွန့်ရတယ်ပေါ့နော်သူအဲ့လိုမျိုးတန့်ရှင်းလုပ်တဲ့ခါမှာလည်းတော့သူနေရခတ်တယ်အခုဆိုရင်ကလေးကဘလူးလဲဆိုတော့ဥခွဲပြီးဆက်လိုက်တဲ့ခါမှာမတက်တာပဲနဲ့ကလေးလေးကအစင်းလေးနည်းနည်းပိုဆိုးနေပေါ့နော်မောလဲမောတယ်အသက်ရှူဘက်ကို17ရက်ရှိပေါ့နော်ခွဲစိတ်ပြီးတာမတက်တာသေးပါဘူးဘိုက်ကနေပြီးတော့အရန်တင်းလွှားကြည့်ပြီးတော့ရေတောင်မဝင်တော့ပါဘူးတကယ်လို့လူချင်းနေဆိုရင်ရွှေစီကိုအမြန်ဆုံးလေးဆက်သွယ်ပေးကြပါလို့ပြောချင်ပါတယ်ရှင်